ကျွန်တော်လိုက်ကနေကြိုးစားပါတယ်ကျွန်တော်မတွေ့ရလဲကြာပြီဒီကြားထဲမှာလဲ C crisis တွေကတောက်လျှောက်ဖြစ်နေတာဆိုတော့ကျွန်တော်လည်းကားတွေထုတ်မပေါင်းဖြစ်ဘူးအဲ့ဒါနဲ့ဘာ content မှမရှိဘူးဖြစ်နေတာပေါ့နော်ကဲကျွန်တော်ဒီနှစ်သစ်လဲရောက်ပြီကျွန်တော်အခုမှာထားတဲ့ပစ္စည်းလေးတွေလည်းရောက်ပြီပေါ့နော်ပြီးတော့ကျွန်တော်ဒီနေ့ဘာသွားလုပ်မှာလဲဆိုတော့ကျွန်တော်ဒီကားလေးကိုကျွန်တော်ဒီ Silvia S15 လေးကအဖြူရောင်လေးပေါ့နော်သူ stock အဖြူရောင်လေးအတိုင်းကိုကျွန်တော်တို့ကဒီနေ့ကာလာလေးသွားချိန်မယ်ကာလာဘယ်လိုသွားချိန်မလဲဆိုတော့ကျွန်တော်တို့ Blizzard Auto ဆိုရဲကျွန်တော်တို့ငငယ်လေးကကတ်လာတဲ့Robin sign နောက်တစ်ဆိုင်ပေါ့နော်ကျွန်တော်အရင် Silvia 5H လေးနဲ့တစည်းတုံးကလည်းကျွန်တော်အစတုံးကအဖြူကိုအဲ့ကောင်ကျွန်တော်အဝါလေးသွားကတ်လိုက်သေးတယ်အဲ့ဒါလည်း Blizzard မှာပဲကတ်တာဒီနေ့ကျွန်တော်တို့ Blizzard ကိုဖုန်းနဲ့ချိန်ထားရပေါ့နော်ကားလေးသွားထားဖို့ဘယ်လိုကာလာလေးကတ်မလဲပြီးတော့ဗာပစ္စည်းလေးတွေရောက်လို့တခါတည်းသွားတက်မှာလဲဆိုတဲ့ဟာကိုကြည့်ကြမယ်နော်ခု Blizzard ကိုတော့ရောက်ပြီပေါ့နော်ကျွန်တော်တို့ဘလိုကာလာလေးပြောင်းမလဲဆိုတာအဲ့ဒါတော့ mystery ပေါ့နော်အခုတော့မပြောသေးဘူးဒါပေမဲ့ကျွန်တော်ဘာပစ္စည်းလေးတွေရောက်နေရလဲအခုတခါလဲဘာပစ္စည်းလေးတွေထည့်မှာလဲဆိုတော့ပြမယ်နော်အဲ့ဒါကျွန်တော်တခုချင်းပြောပြမယ်နော်ကျွန်တော်တို့အရင်ကားမှာတော့ပုံမှန်ကျွန်တော်တို့ Ganador တွေတုံးတာပေါ့နော်အခု Ganador ကကျွန်တော်တို့ discontinue ကလည်းတော်တော်ကြာပြီကုမ္ပဏီကလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ Ganador အစားကျွန်တော်တို့အခုဒီကောင်ကတော့ Kabuki ပေါ့နော်ဒီကောင်ကတော့ Japan alternative brand ပေါ့လေကျွန်တော်တို့Aero 23တွေပါတယ်လည်းရှိတယ်ဒါပေမဲ့ဒီကောင်ကတော့ကျွန်တော်ဂျပန်မှာထားတဲ့ဟာပေါ့နော်ဒီကောင်တော့ဒေါ်လာ1000ကျော်လောက်ဖြစ်သွားပြီကျွန်တော်တို့ Ganador အစ်စ်တွေက၄လမ်းဆိုရင်ဒေါ်လာ2000 3000နီးလောက်တောင်ဖြစ်နေပြီပေါ့နော်လူဝယ်ရတာဆိုတော့ပြီးတော့ကျွန်တော်အခုဘာလေးဆက်တက်မှာလဲဆိုဒီကောင်ကeyelid လေးဒီကောင်Vartex ကပဲကျွန်တော် Vartex လမ်းက eyelid ပဲပေါ့နော် eyelid ရယ်ပြီးတော့ဒီကောင်ကကြတော့ Canard Canard လို့လည်းခေါ်တာပေါ့နော်ဘူဆန်ကျင်တော့ခဏပေါ့ဒီကောင်ကလည်း Vartex line ကပဲကျွန်တော်အဲ့ဆိုတော့ full kit ဖြစ်သွားပြီပေါ့နော်တစ်စီးလုံးဒီကောင်လေးကိုကျွန်တော်ဆေးမမှုတ်တော့ပဲနဲ့နည်းနည်းလေးပဲခံစည်းလေးပဲထည့်နည်းနည်းလေးချောပြီးတော့ပဲကျွန်တော်တို့အပေါ်က wrapping အုပ်လိုက်မှာပေါ့နော် last but not least ဒါကတော့ GT win လေးပေါ့နော်ကျွန်တော်တို့ GT win ကိုဒီမှာတက်နေကြ GT win design အနေနဲ့လည်းမတူအောင်ကျွန်တော်ဒီတစ်ခေါက်က Big Country Lab ကနော် US brand ပေါ့နော်အဲ့ကနေကျွန်တော် GT win မှာထားတယ်ဒီကောင်amp plate တွေဒီကောင်မျိုးစုံရှိတာပေါ့နော် amp plate မျိုးစုံရှိရမှာဒီကောင်ကကျတော့ GTD style amp plate ပေါ့နော်ပြီးတော့ဒီကောင် upright sign တွေကလည်းမျိုးစုံရှိတာအဲ့ဒါဟိုမှာကျွန်တော်ဒီကောင် laser engrave တွေလုပ်ပြီးတော့ဒီကောင်ကFD style ပေါ့နော်ဒီကောင် street day တခြား design တွေလည်းရှိရပေါ့အဓိကအရေးကြီးတဲ့ဟာတော့ကျွန်တော်ဒီ middle section ကို
ကျွန်တော်ကရိုးရိုး carbon fiber မဟုတ်ဘဲနဲ့ဒီကောင်က fiber glass နဲ့လာတယ် carbon fiber ကိုမှရိုးရိုးကျွန်တော်တို့ပုံမှန်မြင်နေကြ pattern ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီကောင်က honeycomb pattern နဲ့ပေါ့နော်ဒီကောင်တော့ made to order ဒါတော်တော်လေးစောင့်လိုက်ရတယ်ဒီကောင်အမေရိကကနေပဲ direct ship ပြီးလာတာပေါ့နော်ဒီမှာရှိရဟိုင်းနဲ့လည်းမတူပါအောင်ဆိုပြီးတော့ဒီကောင် net တွေကအစားဒီကောင် big country lab အကုန် engrave တွေပါတယ်ပေါ့နော်ကဲကားလေးပေါ်ရောက်ကြမှာကြည့်ကြမယ်Aero Cash နဲ့ Top Secret နဲ့ပေါင်းပြီးထုတ်ထားတဲ့ဟုတ်ပင်ပေါ့နော်ကျွန်တော်တို့ခုကတ်မှာတော့ဒီ KK Vinyl brand ကိုပေါ့နော်အဲ့ဒါအောင်မှကာလာအများကြီးရှိရတဲ့ကဘယ်ကာလာလေးရွေးထားလဲဆိုတော့စောင့်မျှော်ကြည့်ရှုကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ကားလေးကတ်ပြီးတော့ရင်ပြန်တွေ့ကြမယ် Okay, let's go. Elliot Rogers, niggas crash out by these bitches. I ain't met a bitch, I put before my riches. Click, 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 you with the switch, we call them glitches. Yeah. You swipe left on my heart like a tired app. Two-step verification, but you knew the trap. Said I need space, but your time. At the starting of the week, I tell me talks, you'll hear them speak. It's only Monday. Negotiations breaking down. She don't need to start to frown. It's more than Monday. What are we driving? Hey, true, bet that up for the track. You gonna take it to the top, and that's the truth. Truth hurts. Oh yeah. If you're broke, but you're still pimping, drinking, smoking, then say, oh yeah. If you're balling by your Honey, I see you looking at me. I'm ready to go with you if you want me. Fuck you, now you ducking. When I say I got the shooters, baby, no, I'm not bluffing, busting. ဒါတော့ကျွန်တော်တို့ spec emblem လေးကို factory position အတိုင်းပြန်ပြီးတော့ data လေးတိုင်းပြီးကန်နေရပါတော့ Why you cuffing? Hoes it be so obviously out here sucking, fucking, duffing. I feel like then you leave when I'm hollow. Some days I get so low. It has to be you, has to be you. I feel like